ဒါကဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းကခုနပြောလို့ပေါ့မင်းတို့လုံးချင်တာရှောက်လုံးနေတာလားဆိုတာပုံစံမျိုးပေါ့မဟုတ်ပါဘူးကျွန်တော်ဆိုင်ရှင်မလာဘူးမရှိဘူးကျွန်တော်တို့ပဲသူတိုင်မင်းနဲ့ဆွေးနွေးတဲ့ညီတိုင်းနဲ့ကောင်းဆုံးဖြစ်မယ်ဆိုင်တွေအကျိုးရှိမယ်ဆိုတာတွေကိုကျွန်တော်တို့မန်နေဂျာတွေခေါ်တယ်ဒုတိယမန်နေဂျာတွေခေါ်တယ်စူပါတွေခေါ်တယ်ခုံဆရာလိုင်းဆရာတွေအကုန်လုံးစူပေါင်းတိုင်မင်းညီတိုင်းပြီးမှကျွန်တော်တို့ကလောက်ကြတာပြီးမှကျွန်တော်တို့ကတတိကိုတင်ပြတာပေါ့နော်တတိကလည်းကျွန်တော်တို့ဆိုင်တွေအကောင်းဆုံးဖြစ်အောင်လုပ်ပြီးတဲ့အတွက်အများအားယုံကြည်တယ်လုပ်ပါဆိုပြီးတော့စကားလေးလုပ်အများအားပြောတယ်ပေါ့နော်အဲ့ဒါလေးတွေကိုတော့ပြောပြခြင်းနဲ့စိုက်ပိတ်တာအစပေါ့ဗျာကလေးတွေကိုမနေ့ကတယောက်ကိုသိန်းတီမဖို့ပေးတာအစိုးအရာအလုံးကတတိယခွင့်ပြုပြီးတော့နော်မနေ့ကဝန်ထမ်းတွေတယောက်သိန်းတီမဖို့ပေးတာအစကျွန်တော်တို့ချိုးရင်သိန်းမို့ချိုးရင်2သိန်းချိုး3သိန်းအဲ့လိုမဲနိုင်တာလည်းညီကိုမောင်တော်တွေမြင်နေတာပဲလေဟုတ်တယ်မလားဒါတွေအားလုံးကတတိယခွင့်ပြုချက်တတိယနေပြီးတော့ယုံကြည်ပြီးတော့တာဝန်ပေးတယ်တတိယလှုပ်ဆိုတာနဲ့ကိုလှုပ်တယ်ကျွန်တော်တို့ကရှင်းပြပေးတယ်ဆိုင်တို့အကျိုးရှိအောင်ဝန်ထမ်းတွေပြောရှင်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ပေးရမလဲဆိုတာလေးတွေပေါ့ဒါတော့မနက်ဖြန်အတွက်ဆိုရင်ကျွန်တော်တင်ဆန်းဆိုရင်ကျွန်တော်တို့ကအပေါင်း30ပါမှာပေါ့ကစားမဲတလိပ်ကို3ပေါင်းစားခွင့်ရှိတယ်သူကတော့အပေါင်း30ကျန်တဲ့နေရာတွေကလည်းအပေါင်း30တွေပေါ့တစ်ဖိတ်ကတော့ခွက်100ပါတယ်စီလုံကြီးကခွက်30ပါတယ်ပဲလိတ်ခုတ်ကပွဲ90ပါမယ်စံကောက်ဆွဲတွေမုတ်ဒီတွေမုံရင်းကားတွေထမင်းလိုင်းတွေစီချက်တွေအကုန်လုံးကတစ်မျိုးကို10ပွဲစီပါမယ်စုစုပေါင်းအမျိုးအစားအစုံပွဲပေါင်း900ကိုကျွန်တော်ဆိုင်ကိုလာရောက်စားသုံးတဲ့ customer တွေကိုမြစ်တာလက်ဆောင်မဲနိုင်ပြီးတော့ပေးမှာပြီးတော့ပလိုက်ပေါက်တွေလည်းဖောက်ပေးမှာပျော်စီခြင်းလို့ပလိုက်ပေါက်တွေလည်းကျွန်တော်တို့ဖောက်ပေးဖို့စီစဉ်ထားတယ်ဒါကတော့ကျွန်တော်ဆိုင်မှာကျွန်တော်ညီလေးအဲ့ကောင်မိုက်တယ်ကျွန်တော်မိုက်တယ်ဆိုအဲ့ကောင်ယုံလိုက်မိုက်တယ်ကျွန်တော်စီမှာရှိတဲ့ညီလေး idea တွေအတွေးခေါ်တွေအရန်ကောင်းတာကျွန်တော်တို့ကခေါင်းလေးနိုင်ငိမ့်ယုံတယ်အရန်တော်တယ်စိတ်ချမ်းသာကိုကြမ်းပါပါစေလို့နော်အဲ့ဒါချိုးကြတော့ပြောတော့တမျိုးထင်မှာကြောက်လို့ဆိုင်တွေအကောင်းဆုံးလုပ်ပေးတာအကျိုးရှိအောင်လုပ်ပေးမယ်ဆိုရင်ဆိုင်ရှင်တွေကခွင့်ပြုပါတယ်ကျွန်တော်တို့ဆိုင်ရှင်လာကုန်မလားဆိုင်မှာမရှိဘူးဆိုင်ကြီးအောင်မြောင်စနစ်ကြအောင်အားလုံးကျွန်တော်တို့ဒီလုပ်ပေါ်ကိုင်ဘက်ဒီပဲကြောက်နေတော့ညှိနှိုင်းတိုင်ပင်ပြီးတော့ကြောက်နေတယောက်ဘယ်လိုပြောမလဲအပေးယူမြတ်မြတ်နဲ့ပဲလှုပ်သွားတာပေါ့